ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုနဲ့ Football for School Program အရဖွင့်လှစ်တဲ့ဘောလုံးကြက်တောင်နဲ့ပြေးခုန်ပစ်အားကစားတင်နန်းဆင်းပွဲကိုမေလ22ရက်ကပြည်ထောင်စုအားကစားကွင်းရှိမိုးလုံလေလုံအားကစားခန်းမမှာကျင်းပရပါတယ်။ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစောနိုင်ဦးကတင်နန်းဆင်းအမှားစကားပြောကြားပြီးဥက္ကဋ္ဌနဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနလာရှိုးမြို့နယ်ဦးစီးမှုရုံးမှမြို့နယ်ဦးစီးမှုဦးကျော်တတ်နိုင်တို့ကအားကစားတင်နန်းသားတင်နန်းသူများအတွက်တင်နန်းဆင်းလက်မှတ်များနဲ့တင်နန်းနီးပြဆရာများအတွက်ချီးမြှင့်ငွေများအားပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အဲ့ဒီတင်နန်းကိုတင်နန်းနီးပြဆရာစုစုပေါင်း9ဦးနဲ့မေလ4ရက်နေ့မှ22ရက်နေ့အထိဖွင့်လှစ်တင်ကြားခဲ့တာဖြစ်ပြီးတင်နန်းသားတင်နန်းသူစုစုပေါင်း200ဦးတက်ရောက်တင်ကြားခဲ့တယ်လို့သိရှိရပါတယ်။ဒီသတင်းကိုတော့လာရှိုးခရိုင်ပြန်ဆက်ကရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။